စားကြမယ်တောက်ကြမယ်စိတ်သားလေးနဲ့စားကြမယ်စားကြမယ်တောက်ကြမယ်စိတ်သားလေးနဲ့စားကြမယ်တော့ပါဒီပေါင်လားပေါင်လားပေါင် ဒီတလုံးသားမှမသိပုံသားမှမသိပြောပြော ပေါင်လားအစီရဲ့ ဒီတလုံးသားမှဘယ်လိုပါကဲပုံသားဘယ်လိုပြောတိုင်းလဲပြော အော်လာပေါင်နေမရွေးနိုင်လို့ဆုံးနေအဲ့တော့ချက်စားတယ်အဲ့ဒါပေါင်သား အပေါင်သားမဟုတ်ဘူး ပေါင်သား ပေါင်နဲ့သုံးနဲ့အပေါင်ဆုံးသား ပေါင်ဆုံးသား ပေါင်နဲ့ဆုံးနဲ့ချက်စားတယ်အပေါင်ဆုံးချက်စားသား မောင်မင်းကြီးသားကံပွင့်ကျမ်းပါပါစေချမ်းသာပါစေတော့ဝါရနော်မောင်မင်းကံပွင့်ကျမ်းပါပါစေချမ်းသာပါစေအမလေးဒီလိုစိတ်သားမျိုးပေါ့နော်အပေါင်ဆုံးသားစိတ်သားအပေါင်ဆုံးသားအစီပြောတယ်အပေါင်ဆုံးသားမောင်မင်းကံပွင့်ကျမ်းပါပါစေချမ်းသာပါစေကိုမရဦးလေးကိုမရကိုမရကုံမမင်းကနောက်ကြတာကိုငါဦးလေးစားလို့မတော်တော်ကောင်းရဲ့လား ကောင်းတာပေါ့အပေါင်ဆုံးချက်စားသားဟမ်စားလို့ကောင်းမှကောင်း ဟိုပါဘူးအသားလေးကဘလူးနေတော့တော့နေအောင်တော့နော်တော့နေမှာပေါ့အဲ့ဒါစိတ်သားမဟုတ်ခွေးသားတွေ ဟမ်ဆက်ကလူကြီးသားညမကလေးပဲပြောရတာ မဟုတ်ဘူးဦးလေးကကံမွေးကသူ့အိမ်ကခွေးမကိုရိုက်တက်ပြီးတော့ကျွန်တော်တို့ဆိုင်ကိုစိတ်သားဆိုပြီးလာပေါင်သွားတာသူ့မိမနဲ့အင်းရှိမှပြဿနာတက်နေတာကိုကျွန်တော်နားနဲ့ဆက်ဆက်ကြားခဲ့ရတာဗျာအဲ့ဒါတွေက အားရကွေးသားတွေ ခွေးသားတွေ အမလေးကမမပါဘူးကမမပါဘူးပြောတော့ပြောကြတာခွေးမလို့လာပေါင်းတာပေါ့လေ ကံပွင့်ခွေးမို့လို့လာပေါင်တာ ဟဲ့ကောင်ကံပွင့်ငါတို့ကခွေးမလို့စားတယ်ကွာဟုတ်လား ဟုတ်တယ်ဟိုး မင်းခွေးမနော် ဟဲ့မို့မို့ရှင်မင်းဟင်းချက်စရာဝယ်ပြီးတာနဲ့ဘူးသီးတစ်စိတ်တစ်ပြက်စီးပါတခါလဲဝယ်ခဲ့ အာဟုတ်ကဲ့တော့လေဘူးတီးတစ်စိတ်တစ်ပြက်စီနော် မှတ်ထားလား အာမှတ်ထားတယ် ပြောလိုက်ရင်မှတ်ထားပါနဲ့နုံတုံအတာတာနဲ့တက်လောတက်ချော်လေးလုံးမလာနဲ့နော် အင်းမာတော်လေး ဟွာမြန်သွားပြီးမြန်ပြန် ဟု ခဲ့ တ်ကဲ့မလေးတဆိုင်ဝင်တဆိုင်ရွက်နဲ့ဘာလိုက်ရတာ ကျမလေးတစ်ပြက်စီလိုက်ရှာနေဘူးတီးတစ်စိတ်တစ်ပြက်စီလေ ဘူးဒီတစိတ်တပြက်စီ သိလို့လား ကြံ့ညံဖမှန်ကွယ်တပြက်စီတဲ့မှာလေဒေါ်ရှမ်းမတပြက်စီတို့စိန်သုံးလုံးတပြက်စီတို့အုံးမဲတစိတ်တပြက်စီတို့အဲ့ဒါတွေပဲကြောက်တာ ကျမတော်လေးသိချပြောလိုက်တာဘူးတီးတစ်စိတ်နဲ့တစ်ပြက်စီဝယ်ခဲ့တဲ့ ဟာဟုတ်ပြီအဲ့ဒီတပြက်စီရှိတဲ့နေရာကိုကိုကြီးသိတယ် ဟဲ့သိရလား ဟောသိတာပေါ့ ဆိုရင်လည်းပြပါစိတ်ပြပါ ဟိုးဘာလဲဟိုလာထားအပေါင်းဆိုင်ဆိုတာသိလား အာလာလာပုံစံသိရဗောကျန်လန်းထိုက်ကလေ အေးအဲ့ဒီဆိုင်မှာရှိတယ် အဲ့ဆိုင်ပါရှိတယ် လာလိုက်ကြမယ်လာဘာပေါင်းကြလဲ ပေါင်းစရာပစ္စည်းပါမလားဦးဗျာ ဘာမှပစ္စည်းပါမလားနဲ့အပေါင်းတိုင်းလာလို့ရမလားသွား မဟုတ်ဒီလိုရှိပါလေဘာကြီးရလဲအမဟိုဒီလိုရှိပါလေအကိုကြီးဟိုနိုင်ပိုင်းနဲ့ပတ်ဆိုင်ရမှာကိစ္စလေးရှိလို့ပတ်ဆိုင်လေးတောင်းလို့တော့ချိပါ ဟာပေါင်းဝဲပစ္စည်းမပါဘဲဘာလို့တောင်းစီးလို့ရမလဲမရောက်ကစိုး မဟုတ်ဘူးလေနိုင်ပိုင်းနဲ့အပြရမှာမဟုတ်လို့ဟာဟိုဒီလိုလေအကိုကြီးမယုံရင်ဟိုးမှာကျွန်တော်ညီမကိုခဏထားခဲ့မယ်ပြီးတာနဲ့တခါတည်းအတူအရင်ရောတခါတည်းပြန်လို့ပါ